အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါတော်တော်များများကပေါ့လေဒီရာသီမှာဒါကျွန်တော်တို့ရဲ့ Arsenal အသင်းကိုဒီကောင်းလေးအချိန်တိုင်းဒုတိယနေရာကိုဆင်းသွားမှာပဲရလက်တီဆူးတော့မှာပါစောင်းရတီရောက်နေပြီးဒါသူတို့အချိန်တိုင်းချော်ရမယ့်အချိန်ရောက်လာပြီဆိုပေမဲ့တကယ်တမ်းကျတော့တလား Arsenal အသင်းလည်းချီချော်အသင်းလောက်ချော်ပါတယ်မထင်မှတ်ပဲနဲ့ချီပူချော်နေတာက Man City ဖြစ်တဲ့ကြောင့်ကျွန်တော်တို့မနစ်ကလီဗာပူးနဲ့အာဆင်လိုပုံစံမျိုးအတိအကျမှုရင်တော့မှအဲ့လိုစင်မလာပုံစံပဲသွားမှာပဲမန်စီးတီးကအာဆင်ကိုလိုက်ရင်နဲ့သူကနောက်မှပြက်ကျန်ခဲ့တော့ဘာကြောင့်လဲဆိုအာစီတီရဲ့အတိအကွင်းမှာကန်အောင်မယ်ဆိုတာအချက်မှန်တယ်ဒါပေမဲ့မန်ချက်စတာစီးတီးကိုယ်တိုင်ကအခုလောလောဆယ်မှာဘိုဒိုကလစ်လိုအသင်းမျိုးတော့စရှုံးနေပြီဆိုတာဒါစီးတီးလိုအဆင့်တိုင်းမျိုးဖြစ်ကိုမဖြစ်တဲ့ဒါပရီးမီးယားလိမှာဆန်ဒါလန်ရဲ့ချယ်ဆီရဲ့ဘရိုက်တန်ရဲ့ယူနိုက်တက်ရဲ့၄ပွဲလုံးနိုင်ပွဲပြောင်းတယ်အခုဒီတစ်ပတ်သူတို့Wolf နဲ့ကန်ရမယ်ပြဿနာမရှိဘူးဒါပေမဲ့အဲ့ Wolf ပြီးွားရင်ဂျားထဲမှာသူတို့ Champion League ကန်ဘာလို့ဆိုတော့အဲ့ Champion League ပွဲကသူတို့ crucial ပွဲဖြစ်သွားပြီဂါလာဆာရီကိုအင်ကွင်းမှာအဲ့ဒါပြီးရတဲ့စပါဝေးကွင်းသွားကန်ရမယ်ဆိုတော့ဘာဖြစ်သွားလဲဆိုတော့ City ကသူ့အတူကိုတိုင်ပတ်လာတာ Rodri ချေချလာတယ် defensive အရန်အားနေတယ်ဂေဟီလာတဲ့အတွက်ကြောင့်အများကြီးတော့ပြောင်းလဲသွားနိုင်တယ်ဒါပေမဲ့ City ကသူ့အတူတိုင်ပတ်နေခြင်းမှာ Arsenal ကသူ့လို့သူလုပ်နေတာအဝေးကွင်း၄ပွဲဆက်ကစားရတယ်Postbound နဲ့တပွဲ Chelsea နဲ့တပွဲ Forest နဲ့တပွဲ Inter Milan တပွဲအဲ့၄ပွဲမှာကျွန်တော်၃ပွဲနိုင်တယ် Postbound ပွဲကိုပေးရတယ် Chelsea နဲ့ပွဲကိုပေးရတယ်ဒါပေမဲ့နှစ်ပွဲ clean sheet နှစ်ပွဲကိုပေးရတယ်ဒါပေမဲ့၄ပွဲမှာ၃ပွဲနိုင်တပွဲသေးကြတယ်ဒါအခုပို့ပြီးတော့ကျင်းတဲ့ဆရာကောင်းတာကတိုက်စစ်ကဂျေဆူးပါကိုပြန်သွင်းလာတယ် PR တွေကြားကနေ Yokres လေးကိုပြန်သွင်းတယ်အခုခန်းစစ်က Moscara ပြန်လာပြီအားနေချက်တစ်ခုပဲရှိတယ်ဗျာဘယ်တောင်ပန်ကအဟင်ခပီယန်နဲ့နောက်တစ်ဖက်ကဒီကယ်လီဖီယိုဒီပြန်မလာသေးဘူးဟင်ခပီယန်ကတော့ Manchester United ပွဲအမိပြန်လာမယ်လို့ပြောထားတယ်မိုင်လူဝစ်ကယ်လီရှိက confident အနေငယ်အပြန်ရတယ် Inter Milan ပွဲမှာအဲဇီကတော့ struggle ဖြစ်တယ်ကျန်တဲ့ဘက်ရဲ့သိပြောစရာမရှိဘူးဒါပေမဲ့ဒီနေရာမှာဒါတချို့က Arsenal အသင်းအတွက်အခြေအနေပေါ့လေအခုဆိုရင် Arteta ကမနစ်ကသူရှုံးခဲ့တဲ့ Inter Milan ကိုလည်းသူအမှတ်ပြန်ယူပြီးသွားပြီမနစ်က1-0နဲ့ရှုံးသွားတယ်ကျွန်တော်မမက်ရဲ့total attack အချိန်30လောက်ရှိတာတောင်းကပ်ဘော73လုံးလောက်ရှိတယ်တကိုးမှမကုန်ဘူးဒီနေ့မနစ်က73လုံးရတဲ့တောင်းကပ်ဘောကိုဒီနေ့ရအောင်ကစားပြီးတော့အာဆနယ်ကဒီယာဒီမှာဆွတ်ဆောင်တာအခုအင်တာမီလန်နဲ့ပွဲမှာမနစ်ကတောင်းကပ်ဘောကျွန်တော်73လုံးရခဲ့တယ်အဲ့ဒါတစ်လုံးမှအင်တာမီလန်ခံစစ်ကိုမသွင်းနိုင်ပေမဲ့ဒီနေ့တောင်းကပ်ဘော9လုံးမှာ9ရအောင်သွင်းသွားတယ်ဒါကိုကြီးကြီးအပြင် improvement ကနံပါတ်1အချက် set piece အားကောင်းတယ်ဒီယာဒီမှာ18ကိုတောင်သွင်းထားတာ set piece ကတောင်းကပ်ဘောတီးတက်တော့18ကိုသွင်းထားတာပြိုင်ပွဲဆုံးမှာဒါအပြင်ကိုအခုလောလောဆယ်မှာ attacking ပိုင်းကဂိုးတွေကတော့အများကြီးတော့မသွင်းဘူးဗျာတယောက်တည်း15ကို10ကိုသွင်းတာမဟုတ် Yokres ကတိုက်စစ်ပိုင်းမှာ9ကိုသွင်းထားတယ်နောက် Gabriel Martinelli 9ကိုသွင်းထားတယ်ဘကာယိုဆာကာနဲ့ထရိုဆို9ကိုသွင်းထားတယ်ဒါကိုကြည့်ကြပြအာဆင်တိုက်စစ်ကအရင်မဆိုးဘူးလေမီကေမူရီနိုနဲ့အဇေက9ကိုဆိုတော့လောလောဆယ်အနေထားရခန်းစစ်ကအခုချိန်ထိ solid ဖြစ်နေတဲ့ shape ကကောင်းတော့ပဲတိုက်စစ်ကလည်းအတိုင်းတာတစ်ခုဒီသွင်းကိုတွေရလာတယ်ဒါကွင်းလေကအဲဇီရှိက confidence ပြန်ရတဲ့ပို့တစ်ချက်လို့တယ်မိုင်လူဝစ်ကယ်လီတီတက်ပို့ပြီးတော့ယုံကြည်မှုရဖို့တစ်ချက်ဒီလောက်ပဲကျွန်တော်ဘိုင်းမှာကျွန်တော်အာဆင်သိပ်ပြောစရာမရှိဘူးမန်စီးတီးကျွန်တော်တို့ကိုလိုက်တယ်နဲ့ကျွန်တော်တို့စိုးရင်မစိုးရင်တာဘာလို့မစိုးရင်လဲဆိုတော့အဓိကကိုယ့်ရဲ့ခြေကအရင်မစိုးရင်ဘူးဗျာ AACC ကစားသွားတာနိုင်တဲ့ပွဲကိုနိုင်တယ်အမှတ်ရောတဲ့ပွဲရောက်ထိုက်တဲ့ပွဲကိုရောတယ်လက်ခံလို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့တင်လို့ရမယ့်အချိန်လုံးသိလုံးထိုက်တဲ့အချိန်ကိုလောက်တယ်ဒီယာဒီမှာဆိုလဲအိမ်ကွင်းရလက်တော်တော်လေးကောင်းတယ် defensive shape ကတည်ငြိမ်နေစေဖြစ်တယ်ကျွန်တော်အမြင်တော့ Manchester City ကိုရဲ့ title race က City က Arsenal ကိုကြောက်ခတ်ဆော့ဆော့ဒါ City နဲ့အဲ့ဒီရဲ့ကွင်းပွဲမတိုင်ခင်တောင်ပါအခြေအနေကောင်းနိုင်တယ်အဲ့လောက်တော့စောချင်မှလည်းစောပါဗောလေပွဲစဉ်33ကတော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်ပွဲစဉ်34 35လောက်ပါတော့မှအခြေအနေကောင်းနိုင်တယ်ဒါအခုလောလောဆယ်အာဆင်ကလက်ကျန်16ပွဲမှာ12ပွဲနိုင်ချန်ပီယံဖြစ်ပြီအဲ့12ပွဲမှာအခုလောလောဆယ်အနေထားရလီရှိတယ်မန်ယူနိုက်တက်ရှိတယ်ဆန်ဒါလန်ရှိတယ်ဘရန်ဖို့ရှိတယ်အခုဗျအိမ်ခွင်းပွဲတွေပဲကြည့်မယ်ယူနိုက်တက်ရဲ့ဆန်ဒါလန်ရဲ့ပြီးတော့မှချယ်ဆီရဲ့အဲဗာတန်ရဲ့ဘုံမောက်ရဲ့နျူကာဆယ်ရဲ့ဖူဟန်ရဲ့ပြီးတော့မှဘန်လီရဲ့10ပွဲရှိတယ်10ပွဲပါဗျာကျွန်တော်ဘန်လီကိုနိုင်မယ်ဖူဟန်ကိုနိုင်မယ်နျူကာဆယ်ကိုအိမ်ခွင်းနိုင်မယ်ဘုံမောက်ကိုအိမ်ခွင်းနိုင်တယ်အာဆင်ကအဲဗာတန်ကိုလည်းနိုင်ဖို့မခက်ဘူး
Chelsea ကလည်းကျွန်တော်ဒီဘက် recently မှာအိမ်ကွင်းကတော့သူတို့တော်တော်လေးရလက်ကောင်းထားတယ်ပြီးတော့ Sunderland တပွဲရှိတယ် United နဲ့ရှိတယ်ဆိုဘာဖြစ်ဖြစ်အိမ်ကွင်းမှာအမှတ်အများကြီးယူထားရင်အဝေးကွင်း၄ပွဲကအိမ်ကွင်းမှာ၈ပွဲလုံးမနိုင်တော့မှ9ပွဲလောက်အနိုင်ကန်ထားရင်အဝေးကွင်းကအနည်းဆုံး9ပွဲလောက်ရလက်ကောင်းအချိန်ကြီးကောင်းတယ်ဆိုတော့ကျွန်တော်ထင်တော့တိတ်စိတ်ပူစရာမလိုဘူးအခုကစားသွားတဲ့ Champions League မှာဆိုရင်အခုနောက်ဆုံးကျွန်တော်တို့ Leeds နဲ့ဒါ Sunderland နဲ့ဒီ Leeds နဲ့ Manchester United ကိုကန်ပြီးတာနဲ့ Arsenal က Leeds နဲ့ပွဲမှာ Champions League ပွဲရှိတယ်ဟို Leeds နဲ့ပွဲ Premier League ပွဲအကုန်ထားလို့ရတယ်အဝေးကွင်းမှာဘာဖြစ်ဖြစ်ဒါတော့ Arsenal အတွက်ကျင်းတဲ့ဆိုင်ပဲကျွန်တော်တို့ Arsenal အတွက်အခြေအနေကောင်းနိုင်တယ် Man City ကိုမနစ်က Liverpool Arsenal ကိုဖျက်သွားတဲ့ပုံစံနဲ့တိတ်တောင်မကွာဘူးစင်မလာပဲဘာလို့ဆိုတော့ Man City ရဲ့လက်ရှိအခြေအနေကြောင့် Arsenal က Liverpool လမ်းစဉ်အတိုင်းဖြစ်လာနိုင်တယ်ဒါကျွန်တော်အမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်